ကဲမင်္ဂလာပါကိုကြီးတို့ကျွန်တော်တို့ဒီအားလို့ကျွန်တော်အိမ်မှာရှိတာကြာပြီကျွန်တော်မရောက်ဝင်နဲ့ဥတာပါလေဟိုကျွန်တော်တို့လီပေါင်းမီလေးပါသူကတော့ကတင်ကောင်းတဲ့စီးရီရဲ့ဟာလေးပါကတင်ကလုံးဝမိုက်တယ်နော်တော်တော်များများကြိုက်ကြတဲ့ကတင်ပေါ့နော်အဲ့ဒီမှာကျွန်တော်18ညရတာလို့ကြာပြီနော်ဒါကတော့ကိုကြီးတို့ပို့တိလိမ့်မယ်714စလင်းတပ်ပါလေးဝယ်ဖို့ခက်တယ်ကျွန်တော်အခုနောက်ပိုင်း80တွေပေးနေတာကတင်ကတိတ်ပြီးတော့ထားမကြဘူးကောင်းကတင်တော်တော်ကောင်းတယ်ဒီမှာပါတယ်နော်ကာလာကတော့ all black super black လေးပဲရမယ်ဗျနော်စလင်းတပ်ပါလေးနော်ကတင်ကောင်းနေနော်ဒီပြောပါကတင်ကောင်းကိုလို့ကောင်းတယ်ကတင်ဟာရှိုးလိုက်နော်ဒီကောင်လေးအရမ်းမိုက်တယ်ဒီကောင် low race လေးပါပိုးဝဲလေးစလင်းတပ်ပါလေးအနည်းကလာပြတယ်နော်ဒီလိုပုံစံနဲ့ကိုအလင်းနဲ့ရှော့ပြပေးမယ်နော်စလင်းတပ်ပါလေးပါဒီကောင်လေးနော်မူရင်းဈေးလေးကဒီမှာကျွန်တော်2590ပေါ့နော်ဘယ်လိုဖြစ်4သိန်းကျော်တယ်ဗျအဲ့ဒါပေါ့နော်အရမ်းမိုက်လေဒီဘက်လေသူကဒီကောင်လေးတုံးထားတဲ့ဟာကြီးအဲ့မှာ AE ရတယ်ပါနော်မြင်ရလား AE လို့နည်းနည်း short ချဟိုက short AE ဒီကောင်ကလေကြီးကောင်းတယ်ပုံတုံးတာကျွန်တော်တို့နော်အရမ်းမိုက်အဲ့တော့ကဒီတစ်စိတ်လေးတက်တက်လေးပါမယ်ခြေဝါတော့ဒီကောင်တော့ကိုကြီး6.5နည်းနည်းကြီးရင်7လောက်ဖြစ်လိမ့်မယ်နော်မိုက်တယ်ကတင်ကလုံးဝကတင်မိုက်တယ်ဗျာကျွန်တော်တို့ကစကင်ဒီလေးမဟုတ်ဘူးအပွားလေးကိုကြားတဲ့ rider ပုံစံလေးအရမ်းမိုက်တယ် all black super black လေးကြိုက်ရင်တော့ surprise လေးနဲ့ပဲမြန်မာပြည်အရောက်ကိုမှကျွန်တော်တို့တသိန်းနဲ့1000 2000နဲ့ယူ112ပါနော်အစတော့ကျွန်တော်3900နဲ့ရပါဒါပေမဲ့ဒီကောင်ရှားတယ်ဗျပုံမှန်ကျွန်တော်အမြဲတမ်းပေါ်ပေါ်တည်တည်ရနေတဲ့အချိန်မှာဒီစီးရီမပေါဒီနံပါတ်မပေါဘူး714အကြောင်း3000တင်တယ်တသိန်း2000နဲ့ရ4သိန်းကျော်ရဗျာ31000တော့တန်တယ်မြန်မာပြည်အရောက်ဈေးပေါ့နော်ကြိုက်ရင်တော့ယူပါကျေးဇူးပါ